ဒီနေ့မှာတော့ညီမက transmit တွေကနေထွက်ရှိထားတဲ့ဒီ portable speaker တွေရဲ့ကွာခြားချက်တွေကဘယ်လိုမျိုးရှိလဲဆိုတာကိုတစ်ခုချင်းစီပြောပြပေးထားပါမယ်။ကဲဒါဆိုညီမအခုမိတ်ဆက်ပေးခြင်းတဲ့ speaker လေးတွေကဆိုရင်ဒီဘက်က T8 mini ဒီအလေးလေးရဆိုရင် Twist speaker လေးနဲ့ဒီဘက်ကဆိုရင် Bluetooth speaker လေးတွေတဲ့ speaker 3ခုစလုံးကဆိုရင် portable ဖြစ်တဲ့အတွက်ဘယ်နေရာသွားအလွယ်တကူတည်သားလို့လည်းရတယ်။ speaker 3ခုစလုံးကဆိုရင် Soundburst technology system ပါဝင်ပြီးသားဖြစ်တဲ့ထူးခြားသောအချက်အနေနဲ့ပြောရမယ်ဆိုရင် T8 mini လေးက transmit application နဲ့ချိတ်ဆက်ပြီးတော့ equalizer တွေရောင်းလို့စိတ်ကြိတ်ချိန်နေနာစင်တယ်။ဒီဇိုင်းပိုင်းမှာဆိုရင်လည်း T8 mini လေးကလုံးလုံးကြည့်ကြည့်လေးဖြစ်တဲ့အတွက်360 degree stereo sound ရတယ်။အဲ့လိုပဲဒီ trick လေးကဆိုရင်လည်းအပေါ်ကနေဖိတ်ဖိတ်သားကိုအုပ်ပေးထားတဲ့အတွက်လုံးဝအောင်မှလူငယ်ဆန်တဲ့ပိုက်တွေကိုခံစားရတယ်။နောက်ဆုံးတစ်ခုအနေနဲ့ဒီ Bluetooth လေးကဆိုရင်လုံးဝအောင်မှအကြမ်းမတမ်းခံပြီးတော့ classic ဆန်တဲ့ပိုက်တွေကိုခံစားရတယ်။အောက်ဘဝအနေနဲ့ဆိုရင်ဒီ Bluetooth နဲ့ trick လေးက10 watt ထွက်ပြီးတော့ T8 mini လေးက16 watt ထွက်တယ်။အဲ့တော့သူတို့ရဲ့အတန်းထွက်လုံးကဘယ်လိုမျိုးရှိလဲဆိုတာကိုပြီးရင်ငါနဲ့တင်ဆောင်းခဲ့ချင်လို့ပြမယ်။ Go on naga meduba Down the tree needing up ma Go on ba ma don't winda Millie never done babu Yeah I'm a neck and then down low Go go sam chica chalo Yeah naga babu no ပြန်စမ်းစားပါချင်လေနေတွင်မကောင်းခဲ့နိုင်မယ်ငါပြပါကြောင်းစလုံးလေမာလေးကနောက်လုံးနိုင်နေတယ်ရင်လုံးကတည်းရောက်တယ်ခုနဆန်းပြပေးသွားတာကတော့ Transmit brand တွေကနေထွက်ရှိထားတဲ့ portable speaker တွေရဲ့ sound test တွေဖြစ်တယ်။ယူတို့ရော Transmit brand တွေကဘယ် portable speaker ရဲ့အတန်းထွက်နှုန်းကိုကြိုက်လဲ၊ဘာကြောင့်ကြိုက်လဲဆိုတာကို comment မှာရေးပေးခင်နော်။